ဘဝအတွက်ကြိုးစားနေချိန်မှာရှောင်ကျဉ်တဲ့အကြောင်းအရာ6ချက်ပဲဖြစ်ပါတယ်နံပါတ်1မပြင်းနဲ့ပြင်းရင်နေရင်ကိုလိုချင်တဲ့ပန်းနိုင်တစ်ခုကိုတော်တော်နဲ့မရောက်နိုင်ဘူးစီမံကိန်းချတော့ကတော့မိုးလာကဲလာနဲ့တကယ်လဲလုံမယ်ကြတော့နေပူတယ်မိုးရွာတယ်စက်ကြောတက်တယ်ခေါင်းခိုက်တယ်ဆိုပြီးတော်တော်နဲ့ခရီးမရောက်တော့ဘူးလေအဲဒီတော့မပြင်းဖို့လိုပါတယ်ပြင်းနေပြီဆိုရင်တင်းငယ်တဲ့အလုပ်တစ်ခုခုထားလုပ်ပလိုက်ပါအလုပ်တစ်ခါပြီးသွားရင်ပြင်းနေတဲ့စိတ်ဟာလျော့ပါသွားပြီးတက်ကြွတဲ့စိတ်ကအစားထိုးဝင်လာပါလိမ့်မယ်နံပါတ်2မတွေ့ဝေပါနဲ့လော်ကီလူသားပဲတခါကြိုးစားနေရင်နဲ့စိတ်တက်ကြတဲ့အခါကြုံရင်ကြုံမယ်ငါဘာလုပ်နေတာပါလဲဒါကိုလှုပ်လိုက်တော့ငါအတွက်ဘာထူးလာမှာလဲတခါတလေမိမိရှောက်နေတဲ့လမ်းအတွက်တွေ့ဝေမိတတ်တာမျိုးရှိတယ်လမ်းပြောင်းနေသလိုလိုအဲ့ဒီထက်ဆိုးတာကတခုခုကိုရည်ရွယ်ပြီးလုံနေရင်တန်လန်းရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့အဲ့ဒါကတွေ့ဝေတာတကယ်စူးစမ်းနေသူတယောက်ကမတွေ့ဝေဘူးခဏလေးပြင်းလို့ဟိုတွေးထီတွေးလှုပ်လိုက်တာနဲ့တွေ့ဝေသွားတတ်ပါတယ်ဒီတော့တွေ့ဝေရင်ဘဝခရီးနှောင့်နေသွားနိုင်ပါတယ်ဒီနေ့ကစားပြီးမိမိဥတီတဲ့အရက်ကိုတက်တက်သွားပါမတွေ့ဝေပါနဲ့နံပါတ်3မစိုးရိမ်နဲ့ဖြစ်တောင်မလာသေးဘူးငါလောက်ကောလုံနိုင်ပါမလားငါအတွက်လုံလောက်တဲ့ resource တွေရှိကောရှိရဲ့လားလုံလိုက်တာတော့ဟုတ်ပါပြီရလက်ကတည်ကြပါမလားအစရှိသဖြင့်စိုးရိမ်စိတ်တွေဝင်တက်ကြပါတယ်စိုးရိမ်ထိတ်လန့်တဲ့စိတ်ဟာလည်းတင့်ဘဝအောင်မြင်မှုစီသွားတဲ့လမ်းမှာအနှောက်အယှက်ဖြစ်နိုင်ပါတယ်ဒါကြောင့်ကျမတို့တွေကိုယ့်ရဲ့အောင်မြင်မှုမစခင်ပလန်တီချဆွဲထားပါမလောက်ခင်မလျှောက်ခင်ကလေးကပလန်ချထားမှတင်လက်ရှိရောက်နေတဲ့နေရာကိုသိရှိပြီးစိုးရိမ်တတ်တဲ့စိတ်မဝင်ပါပါနံပါတ်4အားမငယ်နဲ့ငါဘော်ရာတွေများသူတို့တွေများဘာတွေဖြစ်ကုန်ပြီညာတွေဖြစ်ကုန်ပြီငါကြတော့ဘာမှဖြစ်မလာသေးပါလားအစရှိသဖြင့်အားငယ်စိတ်ကအတော်များများဝင်တတ်ကြပါတယ်အဲ့လိုဝင်စရာမလိုပါဘူးကွယ်သူတို့လည်းထမင်းစားကိုလည်းထမင်းစားပြီမဲ့ဘဝပေးကုသိုလ်ကံကြမ္မာကြောင့်ကြိုးစားအားထုတ်မှုကြောင့်သူတို့မြင်မြန်အောင်မြင်သွားကြတယ်ကိုကဘဝရဲ့အတိတ်ပဲကိုသူတို့စောစောစီးစီးရှာမိခွင့်ရတယ်လို့သဘောထားလိုက်ဘာကြီးဖြစ်မှညာကြီးဖြစ်မှအောင်မြင်တယ်လို့ခေါ်တာမဟုတ်ပါဘူးကိုကျင်လည်နေရတဲ့အခြေအနေထဲမှာစိတ်အခြေအနေဆုံးအကောင်းဆုံးဖန်တီးလိုက်နိုင်ခြင်းကလည်းအောင်မြင်ခြင်းတစ်မျိုးပဲလေပြီးတော့မှနောက်တစ်ဆင့်တက်ပေါ့ဒီတော့တွေးပြီးအားငယ်နေမဲ့အစားကိုကသူတို့ထပ်ပို့ပြီးကြိုးစားဖို့ရှိနေလို့နောက်ကျတယ်ဆိုတဲ့ခံယူချက်ထားရပါမယ်လုံးဝအားမငယ်ပါနဲ့နံပါတ်5အချစ်စိတ်မတက်နဲ့ထူးဆန်းနေဟုတ်မထူးဆန်းပါဘူးပတ်ဝန်းကျင်မှာတွေ့နေရလို့ပါလူတွေကစူးစမ်းနေရင်နဲ့အရန် romantic ဆန်သွားရင်ရောင်ရဲသွားတတ်ကြပါတယ်တော်ပြီလေသူနှစ်ကိုတဲဟိုပြန်မှာနေရတာမျိုးမဟုတ်တာတိုက်ခန်းလေးတစ်လုံးနဲ့နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ဘဝရည်မှန်းချက်တွေကိုအတိုက်စားခံလိုက်ကြတယ်စိတ်ညစ်နေတော့အားပြီးပေါ်လေးရှိပင်မနေတော့ရေတိုက်မဲ့သူရှိတာကောင်းပေမဲ့ဘဲသွားခြေထောက်မှာတွဲပါနေမဲ့ကြောက်ခဲရုံကြီးဖြစ်နေရင်တော့လုံးဝမကောင်းလေစိတ်နှလုံးယာယီပျော်ရွှင်မှုအတွက်အတ္တစိတ်နေဖို့အတွက်ပေးဆက်တယ်ဆိုတဲ့အချက်မျိုးကလိုအပ်တာတော့ဟုတ်ပါတယ်ဒါပေမဲ့အလုပ်လုပ်နေလဲဖုန်းတွေဆက်ညအိတ်လဲဆက်မအိတ်လဲဆက်တစ်ပတ်မှာ9ရက်တွေ့တော့24နာရီ8နာရီကအပြင်မှာ8နာရီကအွန်လိုင်းမှာအိတ်ချိန်တော့ညအိမ်မဆိုးမဲ့လို့ကိုသတိရလို့ပါဘာညာနဲ့မိမိရဲ့တိုးတက်ချင်တဲ့စိတ်ကလေးတွေရောင်ရဲသွားကြမှာအမှန်ပါပဲဒီတော့ချစ်တော့ချစ်နိုင်ပါတယ်ဒါပေမဲ့ target တစ်ခုထားပြီးစူးစမ်းနေစဉ်ကာလမှာအစိတ်တော့မတက်ပါနဲ့ဖြည့်စည်းမရှိပါဘူးစူးစမ်းနေတဲ့လူငယ်တွေအတွက်ကြာရှုံးစေမယ့်အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်နံပါတ်6အပြော်မမတ်နဲ့စိတ်ထွက်ပေါက်ဆိုပြီးဘော်ဒါတွေနဲ့တောက်လိုက်မယ်စားလိုက်မယ်ကဲလိုက်မယ်လှုပ်တော့လှုပ်ပေါ့ဒါပေမဲ့ဒါကိုလည်း limit လေးတော့ထားစီချင်ပါတယ်ကိုလက်ရှိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေကိုပြက်ပြားလောက်အောင်အပျော်တွေအများများနေရင်လည်းမကောင်းဘူးလေပြီးတော့မှငါ့ကိုအရက်ဝိုင်းတိုက်တဲ့ကောင်တွေသူတို့ကြတော့ project ပြီးသွားပါလားဟာဆိုပြီးနောင်တတွေရနေလိမ့်မယ်တချို့ကကိုယ့်အောင်မြင်မှုအတွက်တစ်ဖက်သားကိုလမ်းလွဲအောင်လုပ်ဖို့ဝင်မလေးဘူးဒီတော့ကိုယ့်ကိုအချိုတက်ပြီးစီစမ်းပဲစီနံလေးမှုလိုက်တာလို့ရေရွတ်နေရင်ဘဝပြတ်သွားပါလိမ့်မယ်တချို့ကြတော့လဲဘသူမှမဖြတ်ပဲကိုယ်တိုင်ဝါသနာနဲ့ကိုပျော်တတ်တာလည်းရှိတယ်လေ limit လေးနဲ့တော့ကဲစီ